အားလုံးပဲမင်္ဂလာပါရှင်။အလင်းအိမ် Audiobooks Channel ကနေကြိုဆိုပါရရှင်။ဒီကနေ့မှာတော့ဆရာကြီးအောင်တင်ရဲ့ရိုးဖြောက်မှုအရင်နှင်းဆိုတဲ့ဆောင်းပါးတူလေးကိုဖတ်ပြပေးကြပါရရှင်။ရိုးဖြောက်မှုအရင်နှင်းရိုးဖြောက်မှုအရင်နှင်းအကြောင်းကိုရခင်ကအနှဲငယ်တိုးခဲပါသေးသည်။ယခုလည်းထပ်မံရေးလိုက်ရပါဦးမည်။အရေးကြီးတကအကြီးဆုံးတို့တွင်ပိုပြီးအရေးကြီးသောကြောင့်ထပ်မံရေးသားလိုက်ရခြင်းဖြစ်ပါသည်ဘယ်သူမဆိုရနိုင်သည့်ကုန်အရင်အနည်းဆိုသည်မှာလည်းအမျိုးမျိုးရှိကြောင်းအထူးပြောနေစရာပင်မလို့ငွေကြေးအရင်နည်းတယံဇာတအရင်နည်းလှုပ်အားအရင်နည်းအတတ်ပညာအရင်နည်းစသဖြင့်မျိုးစုံရှိနိုင်သည်ရုပ်စွာအစုံလက်ဝိသမားဆိုရင်မိမိ၏လက်သီးစွမ်းအားကိုအရင်နည်းပြုရသည်ဘောလုံးသမားဆိုရင်မိမိ၏ခြေထောက်စွမ်းအားကိုအရင်နည်းပြုကြရသည်သို့သောထို့သို့သောလက်သီးမျိုးကိုလူတိုင်းရနိုင်သည်မဟုတ်ထို့သို့သောခြေထောက်မျိုးကိုလူကျင်တိုင်းရနိုင်သည်မဟုတ်ပိုလီယိုဖြစ်ခဲ့ရသည့်လူငယ်တယောက်ဘလို့လုပ်ပြီးဘောလုံးကျော်ဖြစ်နိုင်ပါမည်နည်းပင်ကိုတန်ကိုကပြကက်ကက်ဘဲတန်ကြောင်တန်ထွက်နေသူတယောက်ကဘလို့လုပ်ပြီးအဆူကျော်ဖြစ်နိုင်ပါမည်နည်းထို့အတူပင်ငွေကြေးအရင်နှင့်တယံဇာတအရင်နှင့်အတတ်ပညာအရင်နှင့်စသည်တို့ကိုရနိုင်သည်မှာသူဘဝကံနှင့်သူရလာကြသည်ဟုပင်ဆိုနိုင်လောက်ပါသည်ကိုမိဘများကဆင်းရဲချို့တဲနေပါလေငွေကြေးထောက်ပံ့ချီးမြှင့်သူမရှိပါလေဘယ်မှာငွေကြေးအရင်နှင်းရနိုင်ပါမည်နည်းအခြားသောအရင်နှင်းများကိုတန်းတူညီမျှလူတိုင်းမရနိုင်စေကမူရိုးဖြောက်မှုအရင်နှင်းကိုတော့ဖြင့်ညီသူမဆိုးလိုခြင်းလင်ရနိုင်သည်ပင်ဖြစ်ပါသည်ရိုးဖြောက်မှုဟူသောဂုဏ်ကိုညီသူမဆိုးလိုခြင်းလင်ရနိုင်သည်သာဖြစ်ပါသည်သို့ပါလျက်နှင့်ပင်ထိုဂုဏ်ကိုလူချင်းတက်မှတ်ခြင်းပြင်းစွာကျိုးပန်းအားထုတ်ရယူနိုင်အောင်မပြုကြခြင်းမှာအံ့ဩစရာပင်ကောင်းနေပေတော့သည်ဒီခေတ်ကြီးမှာရိုးရိုးသားသားလုပ်နေရင်ထမင်းငတ်သွားမှာပေါ့ဟုပြောတတ်သောလူမျိုးကိုဘယ်တော့မှအထင်မကြီးပါလိမ့်နဲ့ကလိန်ကကြစ်ကြတတ်သောဇယက်ကိုအဖတ်ဆဲသောစကားဖြစ်သည်မိမိမဟုတ်တန်ရလုံနေသည်ကိုလိပ်ပြတန်အောင်ပြောသောစကားဖြစ်သည်လူကောင်းသူကောင်းတို့မြည်သည်မဟုတ်တာတစ်ခုကိုလုံလိုက်မိလျင်ကို့ဘာသာလိပ်ပြမတန်နိုင်အောင်ဖြစ်တတ်သည်မှာတဘာဝဖြစ်သည်မဟုတ်တရားလုံနေသည်ကိုပင်လိပ်ပြတတ်နေသောသူမျိုးကိုဘလို့လူမျိုးကယုံကြည်စိတ်ချနိုင်ပါမည်နည်းလူတိုင်းမယိုးမဖြောင်းနိုင်စေအောင်နော်ရိုးဖြောင်းမှုကိုလူတိုင်းနှစ်သက်ကြသည်မှာလေအမှန်ဖြစ်သည်ရုပ်စွာဆုံးလူရှုပ်လူပွေတခုံခပိုက်၌တို့ပင်လေရိုးရိုးဖြောင်းဖြောင်းသူများနှင့်သာပေါင်းချင်တင်ချင်ကြပါလိမ့်မည်ရိုးသားဖြောင်းမှန်သူနှင့်သာဆက်ဆံချင်ကြပါသည်သူတို့လည်းကုန်စည်ပစ္စည်းလေးများဝယ်ကြတော့မည်ဆိုရင်ပစ္စည်းမှန်စီမှန်အလေးမှန်သောဆိုင်မျိုးကိုသာရှာဖွေဝယ်ယူကြပါလိမ့်မည်ထိုကဲ့သို့လူတိုင်းကြိုက်သောဂုဏ်ကိုမက်မက်မော်မော်ရှိရပါလိမ့်မည်မရနိုင်သည့်ဂုဏ်မျိုးလည်းမဟုတ်လူချင်းလင်လူတိုင်းကြိုးပမ်းရှာဖွေနိုင်သည်ဘဝပေးကံတွင်ရှေးဘဝအကြောင်းတွင်ဘာတွေကိုဘာမှထည့်ပြီးစဉ်းစားနေကြမလို့ပါမိမိအပေါ်မှာမူတည်သည်ကိုရိုးသားချင်လင်ရသည်မရိုးသားချင်လင်လည်းရသည်အခြားဘာကိုမှလွှဲချနေကြမလို့ခေတ်ကြီးကြောင့်စနစ်ကြီးကြောင့်ဆိုတာမျိုးတွေကိုထည့်ပြောမနေနဲ့အခြားသူများတကားတွေလည်းမိမိနည်းတူခေတ်တစ်ခုတည်းစနစ်တစ်ခုတည်းတွင်အတူရုန်းကန်နေကြသည်ဆင်းရဲပင်ဆင်းရဲညာပခုံးထမ်းတောင်ရွက်နနမညနေတိုင်းလောက်ကင်ရှာဖွေစားတောင်းနေကြသည်ရိုးဖြောင်စွာအသက်မွေးနေကြသည်ထို့သို့သောသူတို့မှာညီမျှပင်ဆင်းရဲစေကမူမလျှော့သောမှန်ရှိကြောင်းအတိမတ်ပြုကြရပါလိမ့်မည်ကိုခွန်ကိုအားကိုစွမ်းကိုစားနေတရားသဖြင့်ရသောထမင်းကိုသာစားမည်ဟူသောမန်မျိုးကိုသူတို့အတွင်းတရံတွင်ဂိမ်းအောင်နေကြောင်းတတိပြုလေးစားကြရပါလိမ့်မည်ထိုမန်မျိုးရှိခြင်းမှာစိတ်ဓာတ်တတိဝါဇာရိတတတိထက်မြက်ခိုင်မာခြင်း၏လက္ခဏာပင်ဖြစ်သည်ခုတ်ဝွန့်ချဝွန့်ထိုးဝွန့်ကျိန်ဝွန့်သည့်တတိမျိုးမှာကာယတတိများသာဖြစ်သည်ကာယတတိရှိသူတိုင်းဇာရိတတတိကောင်းနိုင်ကြသည်မဟုတ်ဇာရိတတတိကောင်းသူတို့ကအရေးဟဲ့အကြောင်းဟဲ့ဆိုတာမျိုး၌လိုအပ်လာပြီဆိုရင်ကာယတတိပါပေါ်ထွက်လာကြမည်ဖြစ်သည်ထို့ကြောင့်ဇာရိတတတိမွေးပြီးလင်ရိုးဖြောင်စွာရှာဖွေရရှိသောထမင်းကိုသာလိပ်ပြတန်စွာစားမည်ဟုသောမန်မျိုးကိုမွေးပြီးလင်ရိုးဖြောင်သောဂုံကိုရယူသင်ပါသည်ရိုးဖြောင်သောအရင်နှင်း၏အမျက်မကြသေးမီကာလအတွင်းရန်ကုန်မြို့တွင်စတိုးဆိုင်များပေါ်လာခဲ့ရာယခုအခါနေများသို့တိုင်အောင်ပြန့်နှံ့သွားပြီဖြစ်ပါသည်ထိုစတိုးဆိုင်များမပေါ်မီက
အခြေအနေကိုပြန်ပြောင်းစဉ်းစားကြည့်လိုက်ကြစေချင်ပါသည်အထူးမြင့်သာတည်တာသောကိစ္စရက်ကလေးများကိုသာပြန်ပြောပါတော့မည်ကျွန်တော်တို့တွေနာယီလေးကစားကက်ဆက်ကလေးကအစားရေဒီယိုကလေးကအစားလိုချင်ပါသည်ဆိုရင်အနော်ရထားလန်တစ်လျှောက်မဟာဗန္ဓုလာလန်တစ်လျှောက်တင်ကြီးစိတ်တစ်ဝိုက်ကိုခြေတူအောင်ရှောက်ကြရသည်အညံ့စားတွေအတူတွေအဟောင်းမုံမှန်တွေနဲ့တိုးမှဆိုသောကြောင့်နားလေတကြွသူကိုတောင်းတောင်းပန်ပန်ပင်ခေါ်ပြီးသွားကြရသေးသည်စိန်ကျွန်းစေးမှလည်းထို့အတူပါပဲညာသောအဖြစ်ဓာမျိုးတွေကိုလုံနေကြသည်ကလည်းလူမျိုးခြားတွေသာများသည်ထိုလူမျိုးခြားများတွေမှာကလင်ကကျက်သမားတွေကဒီအလုပ်မျိုးကိုပိုပြီးလုပ်ကြသေးသည်ဒီလူမျိုးတွေကလည်းနာယီကက်ဆက်လောက်မျှကိုသာမဟုတ်ရေမွေမိတ်ကပ်ပေါင်တာဘူးကစားပြီးကိုစွမ်းညံစွမ်းရှိသမျှအတူလုပ်ကြသည်အတူရေမုံမှန်တွေထိကြရသည်မှာလည်းမကြားခြင်းအဆုံးရှိနေတော့သည်အတူမိခံလိုက်ရသူတို့၏ဒေါသမှာပြောပြစရာပင်မလို့မိမိငွေကိုနှမျောမိခြင်းခံပြင်းခြင်းရှက်ခြင်းစုံနေအောင်ခံစားရသောကြောင့်ကလင်ကကျစ်သမားများကိုဓာတ်နှင့်အကွင်းလိုက်လှီးပစ်ခြင်းလောက်အောင်ချိန်ဖြစ်ကြရသည်ကျွန်တော်ကိုယ်တိုင်လည်းအတူမိခဲ့ပူသည်ပါပဲနောက်တော့အဲ့ဒီကုံစီတန်းကိုရောက်သွားရင်ဆိုင်ပေါ်ထိုင်နေသမျှလူတွေအားလုံးကိုခွေးတခိုးတွေဟူသာစိတ်ထဲရင်ကျိန်ဆဲနေခဲ့မိသည်မှာအမှန်ပင်ဖြစ်ပါသည်ဒီနောက်စတိုးဆိုင်တွေအရှိုးရှိုးပေါ်လာသည်ထိုဆိုင်များတွင်တော့ဈေးစင်နေစရာမလိုတခွန်စိကြိုက်ယူမကြိုက်နေရှင်သည်ရခင်ဟိုငနေများဆိုင်မှာတော့ဒီလိုပဲဟုတ်ပါလိမ့်မလဲ15ကျပ်တန်ကို100လောက်ဖမ်းဆိုတာဈေးဝယ်ခြင်းမရှိသူဆေးရမှာအာနာတတ်သူတို့ကြတော့90လောက်နဲ့မိသွားပါလေရောပြီးမှ15ကျပ်20သာတန်ကြောင်းသိရတော့ခံပြင်းစိတ်ဒေါသစိတ်ကအလိမ့်လိမ့်တက်လာပြီးထိုပစ္စည်းကိုကင်သာပေါက်လိုက်ခြင်းမိတော့သည်ယခုစတိုးဆိုင်များမှာတော့ဖြင့်ထိုကိစ္စရှင်းသွားပြီသူတို့တက်နိုင်သမျှရှော့ထားသည်စိသူတို့ရောင်းနိုင်သည့်ဈေးကိုရေးပြီးကတ်ထားပြီးဖြစ်သည်ထို့အပြင်ပစ္စည်းမှန်ကြောင်းတာဝန်ယူသည်ပစ္စည်းအသစ်ဖြစ်ကြောင်းအာမခံပါသည်ဆိုတာမျိုးတွေကိုရေးထားသည်ဒီတော့ဝယ်သူကလည်းစိတ်ချလက်ချဝယ်ဝင်သည်မကြသေးမီကကျွန်တော်စတိုးဆိုင်တစ်ခုကအိတ်ဆောင်ရေဒီယိုကလေးတစ်လုံးဝယ်ခဲ့ပါသည်နောက်3-4ရက်အကြာတွင်အခြားရက်ကွက်တစ်ခုရှိစတိုးဆိုင်တစ်ခုတွင်ထိုရေဒီယိုမျိုး၏ဈေးနှုန်းကိုကြည့်လိုက်တော့ကျွန်တော်ဝယ်ခဲ့ရသည့်ဈေးအောက်20အစိမ်းရောနေသည်ကျွန်တော်ဝယ်ခဲ့တာဈေးနည်းနည်းများသွားခဲ့သည်ပေါ့သို့တော်လည်းကျွန်တော်စိတ်တွင်ပထမစတိုးကိုမညှို့ညင်းမိပါချိန်ဆခြင်းမပြူမိပါမြစ်တာမပြတ်ပါအကြောင်းကထိုဆိုင်ကကျွန်တော်အပေါ်ကလင်ကြလိုက်သည်မှမရှိပဲကိုကျွန်တော်ကသာလျှင်ဈေးသက်သာခြင်းလေအသက်သာဆုံးဆိုင်ကိုလိုက်ရှာပြီးဝယ်ရပေးမိပေါ့လူရင်းကိုပြန်ကောက်လိုက်ရပါဦးမည်ထို့သို့သောစတိုးဆိုင်များပေါ်လာပြီးနောက်တွင်ကလင်ကကျစ်တန်း၌ဈေးဝယ်သူအတော်ကြီးပါသွားသည်ကိုတွေ့ရသည်ကျွန်တော်ကလည်းမကောင်းတော့မကောင်းပါဘူးသူတို့တွေဝယ်သူပါလို့ငောင်းနေသည်ကိုတွေ့ရလေမှတ်ဟဟုစိတ်ထဲဝမ်းသာလိုက်မိသည်မှလည်းအမှန်ပင်ဖြစ်ပါသည်ထိုကလင်ကကျစ်သမားများထဲမှာစတိုးဆိုင်လုံးဆိုင်ကြီးဖွင့်တဲလာနိုင်မည်သူအလွန်နဲ့ပါပါလိမ့်မည်အကြောင်းကမူလစကလေးကစိတ်တမြင့်မြင့်ထားပြီးကြီးပွားချင်သည့်နေမျိုးမဟုတ်ပဲကလင်ကကျစ်အရင်နှီးလောက်သာရှိခဲ့သည်မဟုတ်လားရိုးဖြောင်းမှု၏သဘောကိုပစ္စည်းမှန်ကြောင်းအာမခံသည်အသစ်ဖြစ်ကြောင်းအာမခံသည်ဆိုသောစကားများကထင်ရှားစေသည်ထို့ကြောင့်ဝယ်သူကစိတ်ချလက်ချဝယ်ဝင်သည်ထို့သို့သောပစ္စည်းတိုလီမိုလီကလေးများ၌ပင်လင်စိတ်ချလက်ချရှိရပါမှာဝယ်ခြင်းသုံးခြင်းမှသည်ဆိုရင်စီးပွားဘက်လူတစ်ယောက်လှုပ်ဖော်ကိုင်ဖက်လူတစ်ယောက်ဆိုရင်အဘယ်မှာပြောဖွယ်ရရှိပါမည်နည်းရိုးဖြောင်းသူနှင့်သာဆက်ဆံချင်ပါလိမ့်မည်လူတစ်ယောက်ချင်းမှသာမဟုတ်ပါနိုင်ငံတစ်နိုင်ငံမှလည်းထို့သို့သောသဘောမျိုးရှိပါသည်တခါကတန်တမန်ကြီးတစ်ယောက်ကျွန်တော်ကိုပြောပူးသောစကားကိုသွားပြီးတတိယမိပြန်ပါသည်ကျွန်တော်တို့မြန်မာနိုင်ငံကဆင်းရဲနေသည်မှန်တော့လေနိုင်ငံတွေကငွေချေးဝင်ပါတဲ့အကြောင်းကိုမေးကြည့်လိုက်တော့မြန်မာနိုင်ငံကအတိုးကိုဖြစ်စေအရစ်ကြကိုဖြစ်စေတတ်နိုင်သမျှစူးစမ်းဆက်လေးရှိပါသည်တဲ့အဲ့ဒီလိုမဆက်သည့်တိုင်းပြည်တွေကရှိသေးသလားဆိုတော့ကလင်ကကျစ်ဟိုလိုဒီလိုနှင့်ကျွေးမဆက်ခြင်းသည့်တိုင်းပြည်တွေကိုပြောပြဘူးပါသည်ထိုစကားကိုကြားလိုက်ရသောအခါကျွန်တော်ဖြင့်ကိုတိုင်းပြည်အတွက်တကယ်ကိုဝမ်းသာဂုဏ်ယူလိုက်မိပါသည်လူငယ်များအနေနဲ့အတတ်ပညာအသိပညာကျွမ်းကျင်မှုစွမ်းရည်စသည်တို့တွင်တယောက်နှင့်တယောက်မတူနိုင်ပါအကန့်အသတ်ရှိနိုင်ကြပါသည်သို့သောရိုးဖြောင်းမှုမှာက
ဘယ်သူမဆိုအစွမ်းကုန်ယူသားခွင့်ရှိကြပါသည်ထိုရိုးဖြောင်းမှုဂုံကိုရအောင်ကြိုးပမ်းလျက်အရင်နှင်းထူထောင်နိုင်ပါလေဂျာလီအမျက်ထွက်လေးဖြစ်လာပါလိမ့်မည်ဟုခိုင်ခိုင်မာမာယုံကြည်လျက်ဇာရိတ်တမန်တက်ကြပါစေတည်းဟုဆုတောင်းလိုက်ရပါသည်မိမိကိုယ်၌ရိုးဖြောင်းမှုအတွက်လုံးဝတာဝန်ယူသည်ဟုသောစာတမ်းကတ်နိုင်ကြပါစေတည်း1996ခုနှစ်ဟုတ်ကဲ့ကျမအခုဖတ်ပြပေးသွားတာကတော့ဆရာကြီးအောင်တင်ရဲ့ရိုးဖြောင်းမှုအရင်နှင်းဆိုတဲ့ဆောင်းပါးတိုလေးပဲဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်